မသိတဲ့တိုင်းဒေါက်တာဟမ်းမိတ်ကဒေါက်တာဟမ်းမိတ်ကရေသွင်းနေတဲ့ဒေါက်တာရောင်းချဘယ်နာဆိုဒေါက်တာဟမ်းမိတ်ဒေါက်တာဟမ်းမိတ်ပဲဟဲ့လာမိမအခုပဲတော့ရအောင်ဟေးဒါကျေဟောပါတော့ချေတို့ဒီဒေါက်တာဟမ်းမိတ်ရဲ့ပေါ့နော်ဒီတချင်းကိုကြောက်ချေကမမတီတာမြေကိုကြောက်တော့အဲ့လိုပေါ့နော်တကယ်ဟိုမှာမျိုးသမီးချင်းဆိုလဲလေးစားဖို့ကောင်းတယ်အရန်လည်းအလုပ်ကြိုးစားဆိုကိုယ့်ရဲ့ဘယ်လိုပြောရမလဲ role model တွေမှာပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ချေကမမရဲ့မွေးနေ့လက်ဆောင်ဖြစ်ဒီကြောင်ညာတချင်းလေးကိုရေးပေးရဲဆိုပေးဖြစ်တယ်ဆိုတော့မမချေပဲtiêuဆောင်လိုက်တော့ဆိုပြီးအဲ့လိုလုံးလေးခရားတော်ပါတယ်ဆိုတော့အဓိကတချင်းဆိုတော့ကျွန်တော်တို့ကဒီ product ပေါ့လေဒေါက်တာ Hamage product တွေကိုအဓိကကြောင်ကြောင်ပေးရတာဆိုတော့တချင်းက product ကို boost ဖြစ်စေတဲ့တချင်းမျိုးဖြစ်နေတာဆိုတော့တကယ်တော့ပါတယ်ဒီတချင်းကကျတော့အဲ့လိုမျိုးဘယ်လိုပြောရမလဲငကိုတဲ့အတိုင်းလေးအဲ့လိုမျိုးမမကိုတွေ့တိုင်းရေးမယ်နဲ့အဲ့နဲ့ပြတော့မမလည်းမမကြိုက်တယ်အဲ့နဲ့မှကိုတီဝိုင်းကိုဒီအပ်ပြီးတော့အဲ့လိုမျိုးဆိုလိုက်ပြီးတော့အဲ့လိုထည့်ရမှုနဲ့တကယ်ချင်းနဲ့အောင်ဆိုထားတော့